လူတော်တော်များများမှာမကောင်းတဲ့အကျင့်တစ်ခုရှိတယ်။အဲ့ဒါကဘာလဲလို့ဆိုရင်လူတစ်ဖက်သားရဲ့အပေါ်မှာမေတ္တာသာထားဖို့အတွက်ခဲရင်ကြတာမေတ္တာသာမထားနိုင်တာမုန်းဒီကိုမနာလိုတဲ့စိတ်တွေဝန်တိုတဲ့စိတ်တွေဆိုတဲ့အိတ်တာမစ္စရိယစိတ်တွေဖြစ်ဖို့ကြတော့အင်မတန်မှလွယ်ကူကြတယ်။ဘာကြောင့်များလဲတော့မေတ္တာမထားနိုင်ရင်တော့မနာလိုစိတ်တွေအချောက်တိုက်မုန်းတီးတဲ့စိတ်တွေတော့မဖြစ်အောင်ထိမ့်သိမ့်ကြစမ်းပါ။ဘာကြောင့်လဲလို့ဆိုရင်မေတ္တာရှင်ရွှေပြည်သာဆရာတော်ရဲ့စာအုပ်ထဲမှာဖတ်ဖို့အိတ်တမစ္စရိယစိတ်တွေမမွေးနဲ့တဲ့။မွေးခြင်းမွေးရင်ကြက်တွေဘဲတွေပဲမွေးပါ။ကြက်တွေဘဲတွေမွေးတာကမှကြက်ဥဘဲဥစားရသေးတယ်။မနာလိုစိတ်တွေအိတ်တမစ္စရိယစိတ်တွေမုန်းတီးတဲ့စိတ်တွေမွေးတာကတော့အကုသိုလ်တွေပဲဖတ်တယ်။ကိုကသာအချောက်တိုက်မုန်းနေရတာသူတို့ကသာအချောက်တိုက်မနာလိုဝန်တိုစိတ်တွေဖြစ်နေရတာတခါတလေကိုမနာလိုတဲ့လူကိုမုန်းနေတဲ့လူကသိတောင်မသိဘူးကိုမနာလိုဝန်တိုတဲ့လူကပူလောင်တယ်မပူလောင်ဘူးတော့မသိဘူးပထမဦးဆုံးကတော့မနာလိုစိတ်ဖြစ်တဲ့လူအချောက်တိုက်မုန်းတီးတဲ့လူကပဲအရင်ဆုံးပူလောင်ရတယ်အရင်ဆုံးလောင်မြတ်ရတယ်အရင်ဆုံးခံစားရတယ်ဒါကြောင့်သူတော်ဘာကိုမနာလိုတာဝန်တိုတာမုန်းတာထဲကိုချစ်တယ်ကိုအေးချမ်းစေခြင်းနဲ့ဆိုရင်ကိုတနာသောအားဖြင့်ကိုအတွက်ကိုကြည်သောအားဖြင့်ဘသူကိုမှမနာလိုစိတ်မမွေးပါနဲ့ဝန်တိုစိတ်မမွေးပါနဲ့မုန်းတီးစိတ်မမွေးပါနဲ့မေတ္တာထားနိုင်အောင်ကြိုးစားစမ်းပါတပည့်တော်တို့မေတ္တာတွေထားတာပဲစိတ်ကောင်းနှလုံးကောင်းနဲ့ထားတာပဲကောင်းတာတွေလည်းလုပ်တာပဲဒါပေမဲ့ကောင်းကျိုးလည်းမခံစားရဘူးလို့တော့မပြောစမ်းပါနဲ့စိတ်ကောင်းနှလုံးကောင်းတွေထားတယ်မေတ္တာတွေထားတယ်ကောင်းတာတွေလုပ်တယ်ဆိုရင်ကောင်းကျိုးခံစားရတာမခံစားရတာထဲကိုယ်တိုင်ကလူကောင်းတစ်ယောက်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်နေပြီလို့လားဒါကြောင့်အကျိုးတရားကိုမမျှော်ဘူးပဲနဲ့ကိုကောင်းအောင်နေလိုက်တာကတန်ဖိုးရှိတဲ့လူမြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်နေပြီဒါကြောင့်ကောင်းကျိုးတွေလာမလာကိုကောင်းအောင်တော့ထိမ့်သိမ့်ကြရမှာတခါတလေကောင်းမှုတွေလုပ်ဖို့အတွက်ကိုခဲရင်နေတတ်ကြတယ်နှောင့်နှေးနေတတ်ကြတယ်ဘာကြောင့်လဲဆိုတော့မကောင်းတဲ့စိတ်တွေမကောင်းတဲ့အလုပ်တွေမကောင်းတဲ့အတွေးတွေကနေရာယူထားတဲ့အခါမျိုးတွေမှာမကောင်းတာတွေနေရာယူထားရင်ကိုယ်တန်တန်မှာကောင်းမှုတွေကိုလုပ်ဖို့အတွက်ကိုတော့ဆုံနေတတ်တယ်အဲ့ဒီတော့မကောင်းတာတွေကိုခဏဖယ်ပြီးတော့ကောင်းတာကိုကြိုးစားပြီးတော့လုပ်ကြရတာဥပမာပုံမှန်ဆိုရင်ကိုအရက်တောက်နေတဲ့အချိန်မှာဒီနေ့တော့ငါအရက်မတောက်တော့ဘူးဖျားသွားလိုက်မယ်ဖျားရှိခိုးလိုက်မယ်ဆိုရင်အဲ့ဒီအချိန်မှာရလာတဲ့ကြိုးရလက်ကခါတိုင်းဆိုရင်ငါဒီအချိန်အရက်တောက်နေတာဒါပေမဲ့ဒီနေ့တော့ငါဖျားသွားလိုက်တယ်ဖျားရှိခိုးလိုက်တယ်ဒါနတစ်ခုခုကိုလှုပ်လိုက်တယ်အဲ့တော့ငါတန်တန်မှာကောင်းတာဖြစ်သွားတယ်ငါကောင်းမှုကိုလှုပ်လိုက်တယ်ဆိုတော့အတိတစ်ခုကလည်းရှင်ထဲမှာအေးချမ်းသွားတယ်အဲ့ဒီလိုအေးချမ်းမှုကိုရတဲ့အခါမှသာဆက်ပြီးတော့သူကကောင်းမှုတွေကောင်းတဲ့အလုပ်တွေလုပ်ချင်တာကောင်းတဲ့အလုပ်တွေဆက်သွားတဲ့အခါမှာမကောင်းတာတွေကဝင်မလာနိုင်တော့ဘူးမကောင်းတာတွေလုပ်ချင်ရင်ကောင်းတဲ့အချိန်တွေကိုဖယ်ပေးရတယ်လို့ကောင်းတာတွေကိုလုပ်ချင်ရင်လည်းမကောင်းမှုတွေကိုဖယ်ပေးရတယ်ရှောင်ကျဉ်ပေးရတယ်ဒါမှသာလေကောင်းမှုတွေကိုလုပ်နိုင်မှာဒါကြောင့်တနေ့ထက်တနေ့သူတော်ဘာကိုနှိမ့်ချပြီးဆက်ဆံဖို့သူတော်ဘာကိုမုန်းဖို့သူတော်ဘာကိုမနာလိုဝန်တိုစိတ်ဖြစ်ဖို့တဲ့ကိုယ်တန်တန်မှာရှိနေတဲ့မကောင်းတဲ့မုန်းတီးတဲ့စိတ်တွေမနာလိုဝန်တိုတဲ့စိတ်တွေမာနတွေကိုခွာချအတ္တတွေကိုခဏဖယ်ထားပြီးတော့မှကိုဟာမေတ္တာထားနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ကောင်းတာတွေကိုလုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်အောင်အချိန်1မိနစ်လောက်ပေးပြီးတော့စဉ်းစားကြည့်လိုက်ပါလားဒါဆိုရင်တကယ်ကိုမှနားလေသဘောပေါက်သွားပါလိမ့်မယ်နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနိစ္စမေနာ